1940 ပြည့်နှစ်ဒန်ကတ်ကမ်းခြေတိုက်ပွဲကနေဗြိတိရှစစ်တပ်လွတ်လာခဲ့တယ်။ဒါပေမဲ့တပ်ရဲ့လက်နက်တွေအားလုံးဒီပါကမ်းခြေမှာကျန်ခဲ့တယ်။လက်နက်တွေမရှိဘဲစစ်တိုက်လို့မရအောင်မဟုတ်လား။ဒီတော့တပ်သားတွေအနေနဲ့လက်နက်အသစ်တွေအများလိုအပ်နေပြီ။လက်နက်အသစ်တွေရဖို့နီးဗျူဟာအသစ်သူတို့စဆွဲကြတယ်။ဒီနေရာမှာပဲသူတို့ရဲ့ဗျူဟာဘယ်လောက်ရေးပါတယ်ဆိုတာသိတာလာတယ်။တကယ်လို့သာသူတို့ရဲ့ဗျူဟာတေးသေးချာချာတသက်ရလှုပ်ထားတဲ့လက်နက်တွေထုတ်မယ်ဆိုရင်ဘလို့မှအချိန်မပြီးနိုင်နှစ်တွေအတော်ကြာသွားလိမ့်မယ်ပတ်စံတွေလည်းလိုအပ်တဲ့ပို့ကုန်မယ်အချိန်မရှိဘူးပတ်စံလည်းမရှိဘူးအဲ့တော့သူတို့ရဲ့ဗျူဟာကိုပြောင်းနေမြန်မြန်နဲ့ဈေးပေါ်ပေါ်ရဖို့ဆိုတဲ့ဗျူဟာတစ်တနက်တွေလိုနေတယ်အများကြီးလိုအပ်တယ်ပြီးတော့မြန်မြန်လိုတယ်ပုံမှန်ဆိုရင်လက်နက်အသစ်တစ်ခုဒီဇိုင်းထွင်ထုတ်လုပ်ဖို့ဆိုတာအင်ဂျင်နီယာတွေကျွမ်းကျင်သူတွေနဲ့ဆင့်ဖြစ်သန်းရတယ်သူသေသနာတွေအများကြီးလုပ်ရတယ်ဒါပေမဲ့ဒီဗျူဟာအသစ်မှာဒါတွေလုပ်နေဖို့အချိန်မရှိလူတစ်ယောက်တည်းကသူ့ရဲ့မိဖို့ကြောင့်ဇွဲပေါ်ပါတယ်လက်နက်အသစ်ကိုအပီးတီထွင်ပြလိုက်တာအလွယ်တကူပေါ်ပေါ်ပဲပဲရနိုင်တဲ့အစိပ်ပိုင်းတွေကိုပဲသုံးတယ်ကျွမ်းကျင်သူတွေကိုယ်တိုင်သက်ဆင်စရာမလိုပဲဘယ်သူမှဆိုမြန်မြန်တက်မြန်မြန်ဆင်လို့ရတဲ့တနက်ဒီဇိုင်းမျိုးဖြစ်လာအောင်တီထွင်တနက်နာမည်ကစတန်အဲ့ဒီစတန်တနက်တွေကို9 mm ကြီးစံထည့်လို့ရတယ်9 mm ကြီးစံဆိုတာပစ္စတိုတနက်တော်များများမှာသုံးတာတနက်ရဲ့ကိုယ်ထဲမှာသုံးတဲ့တထုကလည်းကားရီစောပိုက်တွေမှာသုံးတဲ့တထုသားတစ်မျိုးပုံသွင်းရလဲလွယ်တယ်တူးနဲ့ထူပြီးပုံသွင်းမလားဖီးစက်နဲ့ဖီးချမလားအားလုံးရတယ်တနက်တင်းမှာပါတဲ့တခြားစိတ်ပိုင်းတွေကလည်းကြိုက်တဲ့အတန်တဲ့ပစ္စည်းဆိုင်တွေမှာဝင်ဝယ်လို့ရတဲ့ပစ္စည်းတွေတနက်ထဲမှာသုံးတဲ့စပရင်ကိုတော့မှုရစပရင်ထုတ်တဲ့ကုမ္ပဏီတစ်ခုအပ်လိုက်တယ်တနက်တစ်ခုလုံးမှာအစိတ်အပိုင်း48ခုပဲပါတယ်ဘာဆက်ရုံမှမလို့တနက်ကိုကိုယ်အိမ်ထဲမှာကိုဆင်လို့ရတယ်တနက်တန်မိုးကလည်းစတာလင်ပေါင်2ပေါင်လူတစ်ယောက်ရဲ့တပတ်စာဝင်ငွေပဲရှိတယ်ထုတ်လုပ်မှုစရိတ်ကဘယ်လောက်ပေါ်သလဲဆိုရင်အဲ့ဒီတနက်ကိုအဓိကထုတ်ပေးတဲ့ကုမ္ပဏီကကစားစရာအယုတ်ထုတ်တဲ့ကုမ္ပဏီဖြစ်နေတာကိုသာကြည့်တော့အဲ့ဒီကုမ္ပဏီကတန်နဲ့လှုပ်တဲ့အယုတ်တွေထုတ်ရကနေနေချင်းညချင်းတနက်ထုတ်တဲ့ကုမ္ပဏီဖြစ်သွားရောစစ်ပွဲကာလအတွင်းမှာစတန်တနက်4သန်းကျော်ထုတ်လုပ်နိုင်ခဲ့ပြည်တိမ်မှာလည်းမကောင်းဘူးတခြားနိုင်ငံတွေမှာပါဒီတနက်ကိုရောင်းဖြစ်သွားတယ်တကယ်ဖန်တီးနိုင်မှုစွမ်းရည်ဆိုတာဒါမျိုးကိုခေါ်တာအသုံးဝင်မှုကအရင်ပုံစံအနောက်မှာဆိုတဲ့စကားရဲ့တကယ်အထိပ္ပယ်ကဒါပေါ့လိုအပ်နေတာပါလေဒီလိုအပ်ချက်ကိုဘယ်လိုဖြည့်ဆည်းမလဲဒါအရေးကြီးဆုံးပဲမဟုတ်လားကိုယ့်ရဲ့ဖန်တီးမှုကလှလှပပနူးနူးရွရွလေးဖြစ်နေစရာမလိုသလိုတကန်းတနာကြီးနဲ့ခံညားနေကြတယ်မလို့စူးတစိတ်ဒီတပုံရတဲ့ဖန်တီးမှုမျိုးလည်းဖြစ်နေစရာမလိုပြဿနာကိုလူတွေထင်မထားတဲ့အကွက်မျိုးနဲ့ဖြစ်ထိုးညံသုံးပြီးဖြည့်ရှင်းမှုပဲလိုတယ်ဇလန်းရမပြီးသေးဘူးဗြိတိရှစစ်တပ်ကစစ်တပ်နဲ့အသစ်တွေအပြင်ပုံကျဲလေရင်အမျိုးအစားအသစ်တစ်ခုလည်းလိုအပ်နေတယ်ရှိပြီးသားပုံကျဲလေရင်တွေကတော့အကောင့်ထဲကြီးလုံးနဲ့လေးတယ်ပြီးတော့နှေးတယ်ဒီတော့တစ်ချိန်လုံးပြစ်ချခံနေရတယ်လေရင်အသစ်ဒီထွင်ဖို့တန်တထုတွေလုံလောက်ကမရှိဘူးဒီတော့ဟာဗီလန်ဆိုတဲ့ဗြိတိရှလေရင်စောက်လို့ရကုမ္ပဏီကတန်မသုံးမှုဆုံးဖြတ်လိုက်တယ်အလွယ်တကူရနိုင်တဲ့ပစ္စည်းတစ်မျိုးနဲ့လေရင်တစ်စင်းလုံးကိုတိစောက်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒါတက်သားနဲ့မဟော်ဂနီသားကျိတ်သားစတဲ့ရှိသမျှတက်သားအကုန်ထည့်သုံးတယ်လေရင်ကိုယ်တွေကိုဟာဗီလန်ကကိုယ်တိုင်မစောက်တော့ပဲပရီဘောကထုတ်တဲ့ကုမ္ပဏီကိုသစင်ပြန်အပ်တယ်ဒီလူတွေကမှတက်သားကိုဘယ်လိုကွေးရမလဲဘယ်လိုကက်ရမလဲခင်နားတဲ့သူတွေလေအဲ့ဒီလေရင်အစ်မှာ Split Fire လို့ခေါ်တဲ့ engine နှလုံးတက်ပေးလိုက်တယ်ဒီလေရင်ကစစ်ပွဲမှာသုံးနေတဲ့လေရင်တွေထဲမှာအမြန်ဆုံးတော့ပုံကျဲလေရင်အမျိုးအစားဖြစ်လာလေရင်တစ်ခုလုံးကိုတက်သားနဲ့လှုပ်ထားတဲ့အတွက်အင်မတန်ပေါ့တယ်တနားရီမိုင်400နှုန်းနဲ့ပြန်လို့ရတယ်ပေါ်လုံးတဲ့အတွက်အထက်ကို6မိုင်အထိပြန်တက်ဘုံတွေကိုတန်ချိန်နဲ့ချီပြီးတဲသွားလို့ရတယ်လေရင်နာမည်ကတော့ Mosquito စစ်အတွင်းမှာ Mosquito လေရင်အစင်8000ကျော်လောက်စောင့်ဖြစ်သွားတယ်တခြားလေရင်တွေထက်အစာပေါင်းများစွာစီးသက်သွားတယ်တိုက်လေရင်မှုတွေလေတက်စစ်တာတွေဒီလေရင်သိတဲ့ဘောကြတယ်တခြားလေရင်တွေထက်ပိုပြီးလည်းအကျန်းခံတာကိုတကယ်ဖန်တီးနိုင်မှုစွမ်းရည်ဆိုတာဒါမျိုးကိုခေါ်တာအသုံးဝင်မှုကအဓိကဖြစ်တယ်ပုံစံအရေးမကြီးကိုဖန်တီးမှုကလှပနူးရွပြီးတော့စူးတစိတ်တွေတတိရစီနေရလည်းမလို့ဖန်တီးနိုင်မှုစွမ်းရည်နဲ့ပတ်သက်ပြီး Winston Churchill ပြောဦးတဲ့စကားတစ်ခုရှိတယ်သိမှန်တယ်ပတ်စံမရှိတဲ့အခါအုံနောက်ကိုပိုသုံးရတော့တာပဲ
အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘ ഹു သုတများကိုတင်ဆက်ပေးမှဖြစ်တဲ့ channel လေးကို like and subscribe ခေါင်းလောင်းလေးနှိပ်သွားပေးပါနော်